တော်ရှာပြီးထင်မလေးရဲ့များလာမဲ့ရက်ကိုတော့ခါဆိုလက်ရည်ချိုးတမိုးလောင်တဆောင်းသိရင်ဖြင့်မောင်ပြန်ငိမ့်သိရင်တော့ပြို့မာနစာများရေးဖို့မလိုခါခွန်ကြိုးပါပါလိမ့်မယ်ရွှေကြည်ညိုမနဲ့လာမလားဆိုနေ့လေရောက်မှလားဆိုညနေချင်းလာမလားလို့ဖြားများနေစရာမလိုမနဲ့လာမလားဆိုနေ့လေရောက်မှလားဆိုညနေချင်းလာမလားလို့ဖြားများနေစရာမလိုသူနာနေရကိုမေးသွားစကြွေမေးလို့ရမေးဖြေကြလိမ့်မယ်ခွဲ့ပြူမောင်ပြန်ရောက်ချိန်ကို